စနွင်းရဲ့အမကန်ဆေးဘက်ဝင်အစမ်းသက်တီများနဲ့မှန်ကန်စွာသုံးမိသည်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Yuba Clinic ကို channel မှာကျန်းမာရေးကုသရာတွေအများတင်ဆက်ပေးနေတဲ့ဒေါက်တာ Yuba ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာပေါ့နော်ကျွန်တော်တို့ရဲ့မိဖို့ကြောင့်မှာအများအားရှိနေပြီပေါ့နော်ကျွန်တော်တို့တစ်ခါကြရင်သတိမိနေတတ်ကြတဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့အစွမ်းတတိအရန်ရှိတဲ့စနွင်းကြောင့်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲ့တော့စနွင်းကိုကျွန်တော်တို့ကျန်းမာရေးညွှန်အောင်တကယ်စားမယ်ဆိုရင်မနေ့ပိုင်းမှာအဓိကစားတင်လားညနေပိုင်းမှာအဓိကစားတင်လားပေါ့နော်ပြီးတော့ဘာရင်နဲ့တွဲဖက်စားတင်တယ်ပေါ့နောက်ပြီးတော့စနွင်းကို supplement ပေါ့နော်ဖြည့်ဆွက်ဆေးနေနဲ့တောက်ရင်တော့ကောင်းလာပါပေါ့နော်ဒါတွေကိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာပြည့်ပြည့်စုံစုံရှင်းပြပြမှာမလို့ဗီဒီယိုလေးစုံနဲ့ကြည့်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်အဲ့တော့စရအောင်နော်ကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေကိုဒေါက်တာယူပါနဲ့ online ကနေပဲဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ပြီးတော့စိတ်ကမှာပဲဖြစ်ဖြစ်ဆွေးနွေးကြနေဆိုလို့ရှိရင်တော့ဖုန်းနံပါတ်399393593929မနက်8:00နာရီကနေပြီးတော့ညနေ6:00နာရီအတွင်းမှာအသေးစိတ်စုံစမ်းမေးမြန်းလို့ရပါပြီရှင်အဲ့တော့စနွင်းဆိုတာကျွန်တော်တို့ကဘာအောင်မှာဆိုလို့ရှိရင်သူတေသနာအများဆုံးဟင်ခတ်မွေးကြံတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ကဘာအောင်မှာခုချိန်ဒီစနွင်းနဲ့ပတ်သက်ပြီးတော့သူတေသနာစာတမ်းပေါင်း1000ကျော်လောက်ရှိပြီပေါ့နော်အဲ့စနွင်းကိုစားမယ်ဆိုလို့ရှိရင်အရေပြားယောဂတော်တော်များကိုတတ်တာစီလို့ပြောကြတယ်သူတေသနာစာတမ်းတွေရပါပေါ့နော်ပွေးတွေနှင်းကူတွေနောက်ချက်ကအရေပြားညီရတာတွေကိုတတ်တာစီတယ်ပေါ့နော်ပြီးတော့ဒီဦးရှောင်းချောင်းကျမ်းမာရေးကိုလည်းစနွင်းကအများကြီးကောင်းစေတယ်လို့ပြောကြတယ်ပေါ့နော်ဒီစနွင်းမှာပါတဲ့တက်ပေါ့နော်ကကီမင်ဆိုတဲ့တက်ကအစာမကြေတာတွေဘိုက်ပွားတာတွေနောက်ပြီးတော့လေပွားတာတွေအဲ့ဒါအများကြီးတတ်တာစီနေပေါ့နော် inflammatory bowel disease လို့ခေါ်တဲ့ဦးနှမ်းကြောင်းရောင်ရမ်းတဲ့ယောဂကိုလည်းအများကြီးတတ်တာစီရဆိုတဲ့ထောက်ထားရလည်းအများကြီးတွေ့ရှိထားကြပါတယ်အဲ့တော့စနွင်းရဲ့အဓိကကောင်းတဲ့ချက်ကတော့သူကရောင်ရမ်းမှုကိုကျဆင်းစေတာပေါ့နော်ကျွန်တော်နေ့စဉ်စားလိုက်တဲ့စားစာတွေကျွန်တော်တို့နေ့စဉ်ရွှေ့နေတဲ့ stress တွေကျွန်တော်တို့ရှူလိုက်တဲ့အခိုးငွေတွေပေါ့နော်အဲ့လိုမကောင်းတာတွေတော်တော်များများကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်မှာနေ့စဉ်နဲ့အများရောင်ရမ်းမှုတွေအများကြီးဖြစ်နေကြရပါဒါပေမဲ့စနွင်းကအဲ့ဒီရောင်ရမ်းမှုတွေအားလုံးခလုတ်တစ်ချက်နဲ့နှိမ့်လိုက်သူတခါလေးရောင်ရမ်းမှုတွေကိုကျဆင်းနေနိုင်တယ်ပေါ့နော်အဲ့တော့ဒီနာတာရှည်ရောင်ရမ်းမှုတွေဖြစ်လာပြီးခန္ဓာကိုယ်မှာသွေးတိုးတို့နှလုံးယောဂါတို့လေဖြတ်ယောဂါတို့အများကြီးဖြစ်လာနိုင်တယ်ဒါကြောင့်မလို့ဒီစနွင်းဒီအဲ့လိုမျိုးနာတာရှည်ရောင်ရမ်းမှုတွေအများကြီးသူကရောချပေးနိုင်တဲ့ကြောင့်မလို့စနွင်းပုံမှန်စားတော့တဲ့သူတွေကအဲ့ယောဂါတွေပါကာဝေးသားဖြစ်သွားတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီသွေးတွင်းမှာရှိတဲ့မကောင်းတဲ့ cholesterol တွေကျစေတာပေါ့သွေးတွင်းမှာဆိုလို့ရှိရင်ကောင်းတဲ့ cholesterol ရှိတယ်မကောင်းတဲ့ cholesterol ရှိတယ်ပေါ့နော်ဒီကောင်းတဲ့ cholesterol ကတော့ HDL လို့ခေါ်တယ်မကောင်းတဲ့ cholesterol ကတော့ LDL ရဲ့ TG ပေါ့နော် triglyceride လို့ခေါ်တယ်ပေါ့နော်ဒီစနွင်းကကောင်းတဲ့ cholesterol ဖြစ်တဲ့ HDL တွေတက်စေပြီးတော့မကောင်းတဲ့ cholesterol တွေကိုကျစေတယ်ဒီမကောင်းတဲ့ cholesterol တွေတအားများလာပြီဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်သွေးကြောတွေမှာသွေးကြောနိုင်ထူလာတယ်နှလုံးသွေးကြောကျဉ်းတာတွေဖြစ်လာတယ်လေဖြတ်ယောဂတွေဖြစ်လာတယ်ကြာလာတဲ့ခါကျလို့ရှိရင်ကြီးလာတဲ့ခါကျရင်ဒီလေဖြတ်ယောဂတွေအုံနောက်မှာဆိုလို့ရှိရင်မှန်ညာချိုးရင်းတာတွေအယ်ဇိုင်းမာယောဂတွေဖြစ်လာတယ်ပေါ့နော်ဒါပေမဲ့စနွင်းကိုပုံမှန်စားသုံးတဲ့သူတွေကအဲ့ဒါတွေပါကောက်ဝေးသားဖြစ်တယ်လို့သူတေသနာတွေကပြောကြတယ်ပေါ့နော်အဲ့တော့စနွင်းကိုကျွန်တော်တို့ဘယ်လိုပုံစံနဲ့စားရလဲပေါ့နော်အဲ့တော့စနွင်းကိုကျွန်တော်တို့စားလို့ရတဲ့နည်းလမ်း၃ခုရှိရပေါ့နော်တစ်ခုကတော့စနွင်းကိုအစိမ်းစားတာပေါ့နော်အစိမ်းစားတာတော့ကောင်းတာကသူကရေဓာတ်တွေအမြင်ဓာတ်တွေလည်းအများကြီးပါတဲ့ခါကျတော့ရေရှည်စားဖို့အတွက်အများကြီးတင့်တော်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီစနွင်းကိုစနွင်းမှုတ်ဖြစ်နေစားတာပေါ့တခုကတော့သူကတော့အချောက်လမ်းပြီးကြိတ်လာတာပေါ့နော်ပိုကောင်းတာကတော့သူ့မှာ curcumin ဓာတ်တွေပို့ပြီးတော့ concentration ပို့ပြီးတော့များများပို့ပါတယ်ဒါပေမဲ့ဒီကောင်းအောင်တော့ကျွန်တော်တို့ကစီတက်ပြီးသုံးတာတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်စီတက်ပြီးတော့သုံးတယ်ဒါကြောင့်အဲ့လိုပုံစံမျိုးနဲ့စားကြတယ်ပေါ့နောက်တစ်ခုကတော့ဒီစနွင်းကိုဘာသုံးလဲဆိုတော့ supplement ဆေးတောက်တွေဖြစ်နေသုံးကြတယ်ပေါ့နော်အဲ့တော့စနွင်းအဲ့ပုံစံသုံးမှုနဲ့စားလို့ရတယ်ပေါ့နော်အဲ့မှာတချို့ပေါ့နော်ဒီ internet ပေါ်မှာချို့ဒီမှားမနေယူစားလို့ရှိရပေါ့နော်ဒီစနွင်းအားကောင်းမှုအတွက်ဆိုလို့ရှိရင်စနွင်းစားတဲ့အချိန်မှာပေါ့နော်ဒီ black pepper လို့ခေါ်တယ်ငရုတ်ကောင်းမင်းနဲ့တွဲစားလို့ရှိရင်စနွင်းစုပ်မှုပိုကောင်းတယ်စနွင်းအာနစ်တွေပိုကောင်းတယ်လို့ပြောကြတယ်ပေါ့တကယ်ကျတော့ဟုတ်တယ်ဗျာဒါပေမဲ့အဲ့ဒီငရုတ်ကောင်းမဲရပေါ့နော်ဒီစနွင်းကိုပေါ့နော်ခဏကိုမှာပေါ့နော်အစပေါင်း1000လောက်ပို့ပြီးတော့စုပ်မှုပို့ပြီးတော့ကောင်းစေတယ်စနွင်းတွေတအားများလာရင်ကောင်းလားဆိုတော့မကောင်းဘူးအရင်များလာတဲ့ခါကျတော့ရှင်အသေးကခြေပြတ်နိုင်ခံပို့ပြီးတော့ငဲသွားတယ်အသေးမှာထိခိုက်မှုတွေအများကြီးဖြစ်နိုင်တယ်ဒါကြောင့်မလို့စနွင်းသို့မဟုတ်စနွင်းဖြစ်ဆက်စီစားမယ်ဆိုရင်ငရုတ်ကောင်းမဲနဲ့တွဲမစားဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်ကဲဒါဆိုရှင်အရေးကြီးတဲ့ပိုင်းလာပေါ့နော်အဲ့တော့စနွင်းရဲ့ကောင်းကျိုးတွေကျန်းမာရေးကောင်းကျိုးတွေရဖို့ဆိုရင်စနွင်းကိုကျွန်တော်ဘယ်အချိန်မှအဓိကစားမယ်ဆိုတာတွေကိုကျွန်တော်တို့သူတေသနာရတဲ့နေရာပြပြပေးချင်ပါပေါ့နော်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဇီဝနာရီရဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ကမနေ့ပိုင်းမှာဆိုလို့ရှိရင်ဒီအသေးတွေကုကန်စွမ်းလှုပ်ဆောင်မှုတွေကပထမဆုံးစတင်တဲ့အချိန်ဆိုတော့အဲ့ဒီအချိန်မှာစနွင်းကိုတေချာစားလိုက်ပြီဆိုလို့ရှိရင်ခန္ဓာကိုယ်မှာအစိတ်တောက်တွေကင်းစင်သွားလိုက်ပြီးတနေ့တာလုံးပေါ့နော်လန်းလန်းဆန်းဆန်းနဲ့လုံးလုံးနဲ့မှဖြစ်တဲ့ကြောင့်မလို့စနွင်းကိုမနေ့စောစောစီစားတာဟာကျမနဲ့ညီဆုံးဖြစ်တယ်လို့သူတေသနာရေပြောတဲ့ကြောင်းကျွန်တော်မျှဝေပေးချင်ပါတယ်ပေါ့နော်အဲ့တော့ကောင်းတာကတော့စနွင်းကိုမနေ့စာမှာဘာနဲ့တွဲစားလဲဆိုအုတ်ကြုံလေးနဲ့တွဲစားတာမျိုးတွေလုပ်လို့ရတယ်နောက်ချက်ကစနွင်းနဲ့ထောပတ်သီးလိုဟာမျိုးလေးတွေနောက်ပြီးတော့အစီလိုဟာမျိုးတွေနဲ့တွဲပြီးတော့စနွင်းကိုစားလို့ရတယ်ပေါ့နော်သတိထားဖို့ကတော့အစီပါတဲ့
စားဆိုင်နဲ့တွဲစားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့အစီပါတော့မှစနွင်းကစုပ်မှုပို့ပြီးတော့ကောင်းတာပါ။ဒါကြောင့်မလို့ခုနကျွန်တော်ပြောခဲ့တယ်စနွင်းမုတ်ဆိုလို့ရှိရင်စီးတက်ပြီးစားတော့မှစုပ်မှုပို့ကောင်းတဲ့ကြောင့်မလို့ဒီတိုင်းစားလာတဲ့ဆိုင်စီးတက်ပြီးစားတာပိုကောင်းတယ်။ဒါကြောင့်မနေ့စောစောစီးမှာစနွင်းစားပေးခြင်းအားပြပေါ့နော်။ကျမရဲ့ကောင်းကျိုးတွေအများကြီးရရှိနိုင်ပါစေလို့ပြောနေပဲဗီဒီယိုလေးကိုနေဖို့ချိုးလိုက်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ခဲ့သူတွေပေါ့နော်။ကျမရဲ့ကူးစားတွေအများကြီးရရှိသွားမယ်ပြောနေပါတယ်။ဒီဗီဒီယိုလေးကအားလုံးအတွက်ကြိုးစုံကြရှိတဲ့သူcomment မှာ yes လို့မှတ်ပြီးကျွန်တော်အားပေးခဲ့ပါအောင်။အဲ့လိုပဲမေးစရာရှိတဲ့ဆို comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော် reply နဲ့ပြန်ဖြေပေးပါမယ်ကျွန်တော်ကတော့ Yuba Clinic ကို channel မှာကျမဗီဒီယိုတွေအများကြီးတင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်ဒေါက်တာဗီဒီယိုမှာတွေ့ရမယ်နော်